ကဲတူဒီရှင်မိတ်ဆွေညီကိုမောင်နှမတို့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒါကျွန်တော်ကိုခန့်ကိုအားပေးနေကြတဲ့ဦးလေးအတော်အကိုအမတယောက်ရှင်စီတိုင်းစိတ်ချမ်းသာလို့ကိုကျမ်းမာတွေလည်းရှိကြပါစေလို့ဦးစွာပထမဆုတောင်းမေတ္တာလေးပို့တာပေးလိုက်ပါတယ်အဲ့တော့မနေ့ကအင်္ဂါနေ့မှာကတော့ကျွန်တော်မနက်ခင်းပိုင်းတစ်ချိန်ကူညီပေးလိုက်နိုင်တယ်ညနေခင်းပိုင်းမှာကကျွန်တော်အထိုင်ကင်တဲ့ကီးလေးပြတ်သွားတဲ့အတွက်လွဲချော်သွားတယ်ဒီဗီဒီယိုထဲမှာကဒီကနေ့ဗုဒ္ဓဖူးတရက်စာအတွက်ကျွန်တော်ရှာဖွေတွေ့ရှိထားတဲ့ကဏ္ဍလေးတွေကိုပြန်လည်ပြီးတော့ညှဝေပေးသွားမယ်ပေါ့နော်အဲ့တော့ Viber Telegram Channel ဝင်ခြင်းနဲ့အကိုအမတွေအတွက်ကိုလည်းကွန်မန့်ထဲမှာကျွန်တော်လင်းလေးရှာထားပေးခဲ့ပါမယ်အဲ့ဒီကနေတစ်ဆင့်ကိုအဆင်ပြေတဲ့တစ်ခုတည်းကိုရွေးပြီးတော့ဝင်ထားလိုက်ကြအောင်နော်ဒီကနေ့10ရက်9လ2026ဗုဒ္ဓဖူးတရက်စာအတွက်ကျွန်တော်အကြိုက်ဆုံးကီးက468ကီးဖြစ်ပါတယ်အဲ့တော့မနက်လားညနေလားအတိအကျမသိပေမဲ့လို့မနေ့မဟုတ်ရင်ညနေမှာကြာရမယ်ဆိုတာလေးကိုတော့ကျွန်တော်သိထားတယ်။လာကြပြီစီးကြောအရာတော်တော်လေးကိုကောင်းတယ်လို့သတ်မှတ်လို့ကြားတယ်နော်။အဲ့တော့ကိုမှစီးတဲ့ဝမ်းစင်းလေးတွေနဲ့ကပ်ပြီးတော့ကစားမယ်ဆိုရင်လည်းဖြစ်ပါတယ်။ကျွန်တော်ကတော့ဒီ468 3လုံးကိုခုနှစ်3ည3လုံးကပ်ပြီးတော့ထွက်လာတဲ့6ကွက်ဗုဒ္ဓဖူးမှာကစားစေခြင်းနဲ့4နဲ့ပတ်သက်ရင်4ခွန်4နှစ်40 6နဲ့ပတ်သက်ရင်6ခွန်6နှစ်60 8နဲ့ပတ်သက်ရင်8ခွန်8နှစ်80ပေါင်6ကွက်ပါကျွန်တော်ရဲ့ကောင်မတွေအားလုံးလိုက်ပြီးတော့ဆော့နိုင်မဲ့အကွက်ရည်မျိုးဖြစ်နေမယ်လို့တော့ကျွန်တော်ထင်ပါတယ်ဒီကနေ့ကိုကွက်ထဲမှာ6ခွန်6နှစ်60ဒီ3ကွက်အရန်ကိုအားကောင်းတယ်အဲ့တော့မဖြစ်မနေအဓိကမိန်တင်ပြီးတော့ကစားတင်တယ်လို့ကျွန်တော်အကြံလေးပေးစင်းတယ်ဒုတိယဦးစားပေးနေနေဆိုရင်4ခွန်4နှစ်40ပေါ့နော်ဒါလေးကိုသွားပါရှစ်တလုံးကတော့46နဲ့စာရင်တော့အနည်းငယ်လေးအားနေတယ်လို့သတ်မှတ်လို့ရပါတယ်အဲ့တော့ကျွန်တော်ဆိုလိုချင်တာလေးကိုကျွန်တော်ရဲ့ကောင်မတွေနားလေကြလိမ့်မယ်လို့ကျွန်တော်မျှော်လင့်တယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပဲကျွန်တော်ဒီမှာထိုးပေးထားတဲ့ဖုန်းနံပါတ်လေးကို Viber Telegram ကိုအဆင်ပြေတဲ့တကူကဆက်သွယ်ပြီးတော့ကျွန်တော်ကိုခန့်ကြီးမှာမနက်ည2ဒီကဏ္ဍလာတင်ပေးခြင်းအပြင်လဲကျွန်တော်ကိုပြန်လည်ပြီးတော့ကိုညီပေးလို့ရတယ်နော်အဲ့တော့ဒါကျွန်တော်ကိုခန့်နဲ့လက်တွဲပြီးတော့ကန်ဆက်လို့တဲ့ကိုမတွေကိုကျွန်တော်ဖိတ်ခေါ်ပါတယ်နောက်တဲ့ဗီဒီယိုလေးမှာထပ်မံပြီးတော့ဆုံတွေ့မယ်အဲ့တော့စိတ်ချမ်းသာလို့ကိုကျမ်းမာလေးလည်းရှိကြပါစေလို့ဆုမွန်ကောင်းလေးကိုထပ်မံတောင်းဆိုပေးခဲ့ခြင်းနဲ့ပဲဗီဒီယိုလေးကိုဆုံးသတ်ပါတော့မယ်